မ
ရှင်လုံးနဲ့တကွာကိုနရဲ့သာသမီများအတွက်ယူစီယူနေယူပတ်ရရာပြုလုပ်ထားခြင်းမှာလက်ခံ29လုံးအတွက်လက်ခတိုင်း29တိုင်းပါရှိတာကျိုးကြရုံများမှာအစာကျိုးကြ16ခါနဲ့ဖြစ်တော်စေများကိုရည်ရွယ်တာရင်သာရုပ်များနဲ့သာမော်မော်မြတ်မြတ်တန်လာစင်တာလက်ကျိတ်ရှိစုဖျားကြီးများတတ်တော်မွေတော်များနဲ့သာလူရင်မိုးဆောင်ဥရသုံးပါဖျားများပါဝင်လာကျင့်ကြတွေ့ကြုံရေမျိုးလုံးစီရန်အတွက်ရှင်းရင်းချက်ချက်အကွေကောင်းများဖြင့်ဤဒေသ၌တရားရှိတော်အမြင့်ဆောင်သောကမောမောရှင်သန်ငယ်တပတ်ကကျော်စေတီတော်နှင့်ဩဝါဒဖြင့်ဘုံတော်ဖြင့်တကူတော်ဖြင့်ညီညွတ်စွာဝိုင်းဝန်း၍တိချာကိုယ်ွယ်ကြပါကုန်၏ဤစေတီတော်ကြီး၌ဒုတိယအကြိမ်မြောက်အဖြစ်လေယရနာစိန်မူတော်ယရနာနှင်းမြတ်နာတော်ရွှေကြီးတော်တို့ကိုမြတ်စွာဘုရားရှင်အားပူဇော်၍လူရန်ကြပါကုန်၏ဒီတော်တင်မင်္ဂလာအခမ်းအနားကိုလည်းဆရာတော်ဘုရားကြီးဤဩဝါဒနှင့်အညီစီကခိုင်မြိုက်စွာကျင်းပကြပါကုန်၏ပိသန္တာတော်တို့ပါလေလူဝဲဝတ္ထုလေသက္ကပါကုန်၏ပရိတ်တိယတော်အနုနာဒီပြင်ဝဲသို့ကြွားရောက်လာသောဧပရိသတ်တို့အားလေမုံရင်သာသမင်းအမျိုးမျိုးသောစားပွဲတို့ကိုကျွေးမွေးလူရမ်းမာကုန်၏အမျိုးမျိုးသောရေစသောအဆိုရေစသောလူပွဲတို့ကိုလည်းလူရမ်းမာ၏ဤပွဲတော်ကြီးချင်းမြောက်၏အတွေ့ဘယ်ဆုံးကန္တအသီးသီးမှာအကျဉ်းညာအားဝီအားကာယအင်အားတို့ဖြင့်ဝိုင်းဝန်း၍သာသနာပြုကြပါကုန်၏ဝိယဝဆ္စာဟောင်းရွယ်ကြပါကုန်၏ဤဉာဏ်တော်ဘုံညာနိဗ္ဗာန်တပစ္စယောဟောတုဤကောင်းမှုများသည်နိဗ္ဗာန်သို့ရောက်ခြင်း၏အာတိတော်အကြောင်းတောင်းပန်ဖြေရပါလို၏အရှင်မယာဤကောင်းမှုတို့၏အဖို့ဘာသာကိုဤစေတီတော်ကြီးအားသုံးဆောင်ကြသည်နတ်ဒေဝတာများဤသာသနိကသာသနာနယ်မြေအတွင်းရှိနေကြသည်နတ်ဒေဝတာများရွာသောငတ်များနေသောငတ်များမြို့သောငတ်များကိုယ်ပိုင်တေပိုင်ငတ်များအားလုံးသောနတ်မြမဘုံအားလေအမြဘေးဝေပါ၏ဘုရားတပည့်တော်တို့၏ကိုယ်သောငတ်များမိဘမိုးဘွားဆရာသမားမှစ၍အနန္တသတ္တဝါတို့အားအမြဘေးဝေပါ၏အားလုံးသောပုဂ္ဂိုလ်ပေါင်းသည်အမြရရှိကြ၍
တရားတိတော်များနှင့်အတူကျမ်းမာကြသည်ချမ်းသာကြသည်ဖြစ်ကြပါစေတော်အာလောဖြစ်လေပြီရေအိုင်ကြီးရဲ့အလဲဘဟိုစီမြက်မြုပ်ခဲ့လေတော့ဘင်းငေါမကြီးသည်တော်ရဆရာတော်ကြီးကိုယ်ဝယ်တော်မူခဲ့သည်ရှင်မင်းသားလျောင်းပုံသူရုပ်ပွားတော်သဆူထူးခြားစွာရရှိလို့ပူဇော်ရလေပြီစက်ကြီးကုန်းကိုညံကုန်းနဲ့ဂျုံတလဲခောပကတို့သည်မြတ်မြတ်တဲ့သောစိတ်နဲ့ကုသိုလ်ယူပြီးဖောင်းတော်ရုပ်ဆရာတော်ဥကုဏလနှင့်တွဲကြာလေကြုံတွင်အတိတ်ထံဝင်တော်မူသည်ဥစ္စာတော်အရှင်မြတ်တို့သည်ချုံညရီတွင်ပနတ်တော်တင်ခဲ့လေပြီအေးမောင်ဆေးပေါင်းဓာတ်ပေါင်းတိုက်ပေါင်း108တောင်ကမုံမောင်ရှင်တငယ်စီသည်ဒီချာကိုွယ်ကြလေပြီတ
မုံမောင်ရွှေစီဓာတ်တော်မွေတော်များစွာအပနာလို့လာတီအေယာဝရီတိုင်းတိုင်းကြီးတော်ကျုံတလေစကြကြောတေတာရီတရားရတော်လို့တီထားခဲ့မည်ဥညာတော်ရခြေအရှင်မဟာသည်ဖယားဖူးကြလို့တရားတို့ရဖို့တပည့်တကားအပေါင်းနဲ့တိုင်မြင်တော်မူလေပြီတရားတရားအထူးထုံကြည်တည်ထားတော်မူလိုက်ပါတဲ့တရားရှိတောင်ကမုံမောင်ရှင်တငယ်သမိုင်းဝင်မြတ်စေစိတ်မှာကြံစီဤချမ်းသာဖို့အဋ္ဌချံပါရမီရွှေနန်းသွားနဲ့စိတ်မှာကြံစီညံပြည်တစ်ခွေအေးကြနေဖို့မြတ်ပြပန်းတခွေဘေးမတန်းစေဖို့သစ္စာလမ်းများတင့်ဆန်းကခြေတီဝိဇ္ဇာအပေါင်းတို့စုံစုံညီညီကောင်းကောင်းဖြာဖြာဝွန်ရံကားတီတို့ရွှေပြည်ကြီးမှာနိဗ္ဗာန်မဲ့ပေါက်လို့အောင်ပြီအောင်ပြီရွှေဖလာတို့ဘဝလို့ဝေမိုးလာမ